အာဆင်နယ်ကမနေ့ညကမန်စီးတီးကို3-9ရှိနဲ့အပြတ်အတက်အနိုင်ယူပြီးတော့2026 Community Shield ကိုအာဆင်နယ်တင်ဆော်ဖူးသွားပြီးအဲ့ဒီဘက်မှာပင်ကိုလေးကိုဝက်ဆာတာနဲ့ကလာဖရဝီဟာဗတ် ODK တို့က3-9သွင်းပြီးတော့မန်စီးတီးကိုစိတ်တဲ့အစီနဲ့အနိုင်ရရှိပြီးတော့ Community Shield ကိုတိတ်ပဲသွားခဲ့တာဖြစ်ပါတယ်အယုံညီကိုတို့အာဆင်နယ်မန်စီးတီးပွဲရဲ့ပွဲပြီး review လေးပြုလုပ်ပေးတော့မှာဖြစ်ပါတယ်တဖူဘောဖိုကက်ကကျိုးဆိုပါတယ်ညီကိုတို့ဒီပွဲရဲ့အဓိကတန်းနှင်းပွဲကတော့ဝက်ဆာတာနဲ့ဖြေတာပဲနော်20 စက္ကန့်ပဲကြာတယ်နော်ကယ်လီဖိုးနီးယားကိုသွင်းလိုက်ပြီအဲ့ဒီကိုသွင်းအချိန်မှာကွင်းလက်ကလူဝစ်စကက်လီရဲ့တကယ်ကောင်းတဲ့ဖက်တီးမှုလည်းချီးကျူးရမယ်သူကဖက်တီးမှုတကယ်ကောင်းတယ်အဲ့ဒီတကယ်ကောင်းနေပြီးတော့ကယ်လီဖိုးနီးယားလည်းတကယ်ကြီးလာလာပါပါကိုသွင်းပေးသွားတယ်စောစီစီဂိုးရတယ်အဲ့ဒီစောစီစီဂိုးပေးရတဲ့မက်ဆီတီကသူတို့ရဲ့ game plan ဂိတ်စာပွဲစာတာနဲ့ကျိုးတာပဲဒါပေမဲ့အဲ့ဒီဂိုးကလည်းဒီ communityရှိရဲ့ဘယ်ချာမှာအမြတ်ဆုံးဂိုးလည်းဖြစ်သွားတယ်ဗျာအဲ့လိုဂိုးစောစီပေးရပါမယ်အာဆင်နယ်တို့ကသူကကစားတာမလုံးသူကကစားတာလည်းမလုံးမက်ဆီတီရဲ့ဘယ်လိုလဲ defensive line speed တွေကိုသူကကောက်ကြီးတုတ်ချပြီးတော့မက်ဆီတီကိုကစားနိုင်ခဲ့တယ်။ကိုက်ဟာပဲတွင်းနေကိုကြည့်မဆိုတည်တာတယ်။ဒီဘက်မှာအဲ့ဒီဂိုးမှာ ODK တကယ်ကောင်းတယ်။မက်ဆီတီရဲ့ defensive share ရဲ့အနောက်မှရှိတဲ့စပေးကိုဘလို့ရအောင်ပုံနှမ်းခဲ့ပြီးတော့နော်အာဆင်နယ်တင်းရဲ့ player တဲ့ story ကနေပြီးတော့ကိုက်ဟာပဲကြီးကိုဖန်တီးပေးခဲ့တာဒီမှာကိုက်ဟာပဲကဒုတိယဂိုးကိုခောက်တိုင်ပြီးတော့တွင်းခဲ့တယ်။ဒုတိယဂိုးပေးလိုက်ရခဲ့တာမက်ဆီတီတို့ကလောကဖိအားရပေါ့အဲ့ဒါမပြီးသေးဘူးပါရမန်ကမက်ဆီတီတို့ကဘာမှမလုပ်နိုင်သေးဘူးဒုတိယပိုက်စားပြီး3မိနစ်ပဲကြာသေးတယ်။ ODK ဂိုးသွင်းသွားပြီအဲ့ဒီ ODK တွင်းနေလို့တကယ်လာတယ်နော်ဂိုးသမားဒူနာရာမာကိုခြေလှုပ်ပြီးတော့တွင်းသွားတာအဲ့3ဂိုးကြီးပေးရပြီးမှမက်ဆီတီတို့ကဘလို့မှကမ်းပတ်လို့မနိုင်တော့ဘူးသိထားပါပဲအာဆင်နယ်တို့ဒီဘက်မှာဘာဖြစ်လို့အဲ့ဒါကြီးကောင်းခဲ့လဲဒီကသူတို့ရဲ့အသက်ချေတစ်ခုဖြစ်တဲ့ကွင်းလဲကနေပြီးတော့ present ပေးနိုင်တာပဲနော်အဲ့လို present ပေးနိုင်တာမက်ဆီတီတို့ကဘေးအကူကောင်းကောင်းကြီးတိတ်လို့မရတာအဲ့ဒါအာဆင်နယ်တို့ရဲ့လောကရှက်ကောင်းတဲ့အချက်ပဲနော်ဒီဘက်မှာဆို ODK ကကွဲလဲမဆိုလို့ရှိရင်ဟာစပေးလေးမှာလောကဂေးယူကိုသူကကော်ထိုးပေးထားတာ ODK ကကျွန်တော်ရှင်းမပြောခဲ့တယ်လို့ပဲအဓိကအာဆင်နယ်တဲမှာသူတို့ကစိတ်ရှိတယ်ဗျာဒီလား ODK ကစီဘလို့သွားတာဒီလိုပဲအခုဘက်မှာလည်းဒီလိုပဲ ODK ကွဲလဲမှာလောကကော်ထိုးပေးထားတာဒါပေမဲ့အဲ့ဒီလို ODK ကော်ထိုးအရှိမလောကဟာစပေးလေးမှာဂေးယူကော်ထိုးပေးနိုင်ဖို့အတွက်အဓိကကွဲလဲခတ်စင်မှာဘရူနိုဂိုမာရိုရဲ့ခန့်ကတာအရင်ရေးပါတယ်ဘရူနိုဂိုမာရိုကအာဆင်နယ်ရဲ့ defensive transition မဆိုရင်လောကပို့ပြီးတော့အကောက်စီတဲ့ player တရားဖြေလာခဲ့တယ်ဗျာဒါပေမဲ့သူပထမပိုင်းလဲလိုက်တယ်တရားရရှိတာတော့မသိဘူးဟိုပေါင်မှာရေခဲထုတ်ခဲ့တာပြီးတော့တိကျတိုင်းဝင်လာခဲ့တာအာဆင်နယ်တဲ့ဘရူနိုဂိုမာရိုရတာတကယ်ကောင်းတယ်ဗျာနောက်တစ်ချက်ကအာဆင်နယ်မှာဆိုရှင် player တဲ့ story ကိုလည်းတကယ်ချီးကျူးရမယ်ဒီဘက်မှာဖက်တီးမှု2ကြိမ်ပြုလုပ်သွားတာအခုမှပထမဆုံးတစ်ပွဲပဲကစားသေးတယ်နော်သူလည်းမိထားလို့မျိုးနောက်တစ်ရဖြစ်တဲ့ဂိုးသမားရာလည်းဒီဘက်မှာတကယ်စီလုံးလေးရှိခဲ့တယ်ဘာသာလို့လည်းမြင်ပါပဲရာလည်းတကယ်ဒီတနေ့လဲရွှေလေစုကိုစောခုအုံးလန်းဆိုတော့ဆောက်ကြည့်ရမယ်မက်ဆီတီဖေးကြည့်မယ်ဆိုမက်ဆီတီရဲ့ဒီဘက်မှာမက်စကာကမက်ဆီတီရဲ့နီးပြတဲ့ဖြေတယ်ဆိုပေမဲ့နီးပြတဲ့